လုံးမဲမင်္ဂလာပါ Warren Pamish Audio ပုံမှာပြန်လည်ကြိုဆိုလိုက်ရပါတယ်ဒီနေ့မှာတော့ဆရာကစောရေးသားထားတဲ့ဟန်နုမတ်ဆိုတဲ့ဇလန်တိုလေးကိုတင်ဆက်ပေးခြင်းပါတယ်ဇလန်လေးမစတင်ပြီးကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးဗီဒီယိုတက်တဲ့သိရအောင်လို့ဘေးကတော့ဒီခေါင်းလောင်းလေးကိုနေထားဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာဟန်နုမတ်တည့်ရဝါရီတွေကထူထူထက်ထက်တစ်ပင်ဝါပင်အုပ်စင်းစင်းတွေရှိရလမ်းကလေးအစုံတွေအပြာရောင်လေးကိုင်းတနံစိုင်းမှုတစ်ခုကိုလမ်းမြင်နေရပြီဖြစ်တယ်။စိုင်းမှုပေါ်တွေရေထိုးထားသည်ကငှက်အော်ဆန်လူငယ်တန်တန်းကြောင့်ဟူ၏စိုင်းမှုအော်ရှိပင်မာတကားကြီးကပွင့်လျက်သားပထမအကျင့်ရောက်စားကဆိုရင်ထိုမြင်ကွင်းကိုကျွန်တော်စိတ်ထဲနည်းနည်းတော့အံ့ဩသွားတယ်။ကျွန်တော်စိတ်ကူးထားသောငှက်အော်ဆန်သည်အုပ်ရိုးအမြင့်ကြီးကာထားပြီးဘူဝတကားကြီးကိုအစင်မြဲပိတ်ထားသောကလေးထောင်တစ်ခုဟုသာဖြစ်တယ်။တကယ်တမ်းကထို့သို့မဟုတ်တာမန်စီကိုခဏနေတာကာထားပြီးဖွင့်ထားသောတကားနှစ်ချက်နှင့်ခြံဝန်းကျယ်ကြီးတစ်ခုသာငှက်အော်ဆန်တင်တန်းကြောင်းအတွင်းသို့ဝင်ချင်းစိုင်းဖို့အနီရောင်တစ်ခုကလည်းလွန်ခဲ့သည့်2နှစ်ကကျွန်တော်ရောက်တော့ကလိုပဲတည်ရှိလေရဲ့ကလေးတငယ်ဥပဒေပုံမှ30ခွန်ကာကြီးအရကလေးတငယ်များအားလက်ထိတ်ခတ်ခြင်းကြိုးပြတုံတော်နေမပြုရကလေးတငယ်ဥပဒေပုံမှတဲ့စိုင်းမိုး၏အနောက်ဘက်ကွင်းမြင့်တွင်လွတ်လပ်စွာစော်ကားနေကြသောကလေးငယ်တို့၏မြင်ကွင်းကလည်းပြင်မထင်မြင်ချက်များနှင့်ကွဲလဲလာသည့်ငှက်အော်ဆန်း၏ပကတိပုံရိပ်လီလာကျွန်တော်ငယ်စဉ်ကလူကြီးမိဘများ၏ချင်းရောက်စကားများဆုံးမစကားများတွင်ငှက်အော်ဆန်းဆိုသောအမည်ကိုရင်းနှီးနေခဲ့တယ်ရင်းနှီးနေသည့်နှင့်အမျှငှက်အော်ဆန်းဆိုသည့်နေရာကိုကြောက်เสียယွန်းเสียမတော်မလားသည့်နေရာတစ်ခုငှက်အော်ဆန်းမှပြန်လာသောကလေးတို့သည်လည်းလူအတိုင်အဝင်းနှင့်မပေါင်းမတင်အပ်သောလူဆိုးကလေးများအဖြစ်ကျွန်တော်၏အသိစိတ်တွင်မှတ်ကြောက်တင်ထားခဲ့မိတယ်ဟိုးရင်ကကျွန်တော်နားလည်ထားသည်ကငှက်အော်ဆန်းဆိုသည်မှာကလေးထောင်စိုးသမ်းပေတီပြီးပြစ်မှုကျူးလွန်သည့်ကလေးတွေကိုချုံနှောင်ထားသည့်နေရာစာအုပ်စာပေများဖတ်သည့်အရွယ်ရောက်တော့ကလေးထောင်နှင့်ပတ်သက်ပြီးစာအုပ်အချို့ဖတ်ခဲ့ရတယ်အထင်ကရဖြစ်နေသည်ကဆရာမင်းကျော်၏အဖြူကိုမြည်သူအနက်ဆိုးသည်တရက်ဘော့စတဲခေါ်တရက်ခရစ်တငယ်အချင်းထောင်ကိုအခြေခံရေးထားသောစာအုပ်ကောင်းတစ်အုပ်ထိုစာအုပ်ဖတ်ပြီးသည့်အချိန်တွင်ကျွန်တော်စိတ်ကူးကြည့်ခဲ့မိဘူးသည်သို့သောလွန်ခဲ့သည့်2နှစ်ကပထမဆုံးအကြိမ်ငှက်အော်ဆန်းကိုရောက်တော့အထင်နှင့်အမြင်တက်ဆင်လွဲသွားခဲ့ရပြီငှက်အော်ဆန်းသည်မြန်မာနိုင်ငံ၏အချုပ်ကဏ္ဍများနေတူပြောင်းလဲခဲ့ပြီအကျဉ်းဦးစီးလက်အောက်မှလူမှုဝန်ထမ်းဦးစီးဌာန၏လက်အောက်သို့ရောက်ရှိခဲ့သည်မှာ10စုနှစ်2ခုပဲရှိတော့မည်လွန်ခဲ့သည့်2နှစ်ကငှက်အော်ဆန်းသို့ကျွန်တော်ရောက်ခဲ့ရသည်မှာကျောင်းနှင့်ပတ်သက်ပြီးစောင်းမရည်ရန်အတွက်ဖြစ်တယ်ယခုတစ်ကြိမ်ကတော့ပန်မြန်မာအဖွဲ့ဝင်စာရေးဆရာများကကျောင်းရှိကလေးများအားရသစာပေဖတ်ပွဲလေးပြုလုပ်ပေးမိအစီအစဉ်ဖြင့်ရောက်ရှိလာခြင်းပဲကျွန်တော်ဒီမြည်သည့်အဖွဲ့အစည်းဝင်မှာမဟုတ်တော့လဲပန်မြန်မာမှစာရေးဆရာကိုမြင့်မုံလင်းတို့မိသားစုကဖိတ်ခေါ်သဖြင့်မိသားစုလိုက်ပါခဲ့ခြင်းဖြစ်တယ်ဝင်ချင်းစောဖိုးကွာ၏ရဂီတချင်းတန်ကပြန့်လွင့်နေတယ်ကလေးများကိုစုဝေးထားသည့်ခမ်းမထံမှဖြစ်တယ်ကိုစောဖိုးကွားသည်ထိုနေရာသို့မကြာခဏလာပြီးကလေးများကိုတရီးတနည်းအချိန်ပေးသည့်အတွက်ကလေးတိုင်းကကိုစောဖိုးကွားတခြင်းတွေကိုအလွတ်ရနေကြတယ်အဆောင်အလုံးမှာလူစိုးကလေးများသည်ဖနက်ကလေးများကိုညီညာစွာတန်းစီထားပြီးခမ်းမပေါ်တွင်တင်မလေးဝေထိုင်နေကြတယ်ဟောပြောမိစာရေးဆရာများကရှေ့တွင်အလုံးရှုံနေကြခြင်းကျွန်တော်ကတော့ဒီကောင်းတွေအုပ်စုကြတဲ့ဝင်ထိုင်လိုက်တယ်သူတို့ကိုပြုံးပြတော့သူတို့ကပြန်ပြုံးပြကြတယ်โอเคကျွန်တော်စိတ်ဝင်စားသည်ကလည်းသူတို့အကြောင်းတွေပဲမို့သူတို့ကြားတဲ့နေရာဒီကပိုအဆင်ပြေတယ်လေကျွန်တော်ကံကောင်းသည်ဟုပြောရမယ်ကျွန်တော်ဝင်ထိုင်လိုက်သည့်အုပ်စုကနောင်နာခက်တမှာထိုင်နေကြပြီးလူရည်လေပုံပေါ်သည့်စက်ကြော့သက်အများစုဖြစ်တယ်အချို့ကလက်မောင်းနဲ့လေပင်များတွင်တက်တူးကိုစီနဲ့တချိန်ကလူအဖွဲ့အစည်းတွင်မိသူသောပြစ်မှုမျိုးကျူးလွန်ခဲ့ပါစေဒီနေရာမှာတော့သူတို့သည်လွတ်လပ်ပျော်ရွှင်နေသောစက်ကြော့သက်ကလေးများပဲသူတို့မျက်နှာတွင်အယောင်ဆိုးခံထားရသောအဖြူတွေကိုကျွန်တော်မြင်ရတယ်သူတို့စကားတွေမငြင်းနွမ်းသေးသောအတန်အစစ်ကိုကျွန်တော်ကြားနေရတယ်ပထမဆုံးစာရေးဆရာကိုစောဝေစကားကြီးပြောနေစဉ်မှာပဲသူတို့နဲ့ကျွန်တော်တော်တော်ရင်းနှီးသွားလိမ့်ပြီမင်းတို့ထဲမှာဘဲကောင်နှင်းများဆုံးလဲကွာဟ
ဟိုရှိကကောင်လေဟန်နုမန်အဲ့ကောင်ကဒီရောက်တော့6နှစ်ရှိပြီဟာများလာပြီလားဟုတ်တယ်လေဒီကောင်ကနှစ်ပြည့်နေရမှာနှစ်ပြည့်ငါ့ဩဇာတဲ့နန်းကြောင်းနေပြစ်မှုကလေးများကိုနေရမိကာလပိုင်းခြားချက်များရှိသည်ကိုပထမတစ်ခေါက်တည်းကကျွန်တော်သိပြီးဖြစ်တယ်နှစ်နှစ်အထိနေထိုင်ပြီးနှစ်နှစ်ပြည့်သည့်နှစ်မိဘအောင်ထင်းသူလက်မှတ်ဖြင့်ပြန်လာခေါ်ခွင့်ပြုသည့်ကလေးနဲ့အသက်16နှစ်မပြည့်မချင်းနေရမိကလေးဖြစ်တယ်16နှစ်မပြည့်မချင်းနေရမိကလေးများမှာအရွယ်နှင့်မမျှသောပြစ်မှုကြီးများကိုကျူးလွန်သောကြောင့်ပင်သူတို့လက်ညှိုးထိုးပြသည့်ကလေးမှာအသက်15-16ဝန်းကျင်လင်သူ့ကိုပြောနေတဲ့ကြတော့ငတိကလှည့်ကြည့်ပါတယ်မျက်လုံးမျက်ဖန်လှလှအသားညူညူနှာခေါင်းချွတ်ချွတ်ပြချတဲ့ပြောစမ်းမအောင်တာကြီးမင်းကဘာမှုနေတော့ရွာလေးကိုမီးရှို့လို့ဦးလေဘုဒ္ဓမင်းကရှို့တာဘယ်ရွယ်တုန်းကလဲဒီရောက်တာ9နှစ်ရှိပြီဆိုတော့လွန်ခဲ့တဲ့6နှစ်ကပေါ့ကျွန်တော်တန်တော်မေးတော့သူကခေါင်းချင်းပြတယ်ပြစ်မှုကျူးလွန်သောကလေးများဆယ်ကျော်တဲ့ကလေးများကိုကျွန်တော်အင်တာဗျူးပါတယ်အင်းစိန်ထောင်နဲ့ခဏရောက်စင်ကလည်းလူငယ်ချင်းသားများနဲ့တွေ့ဆုံခဲ့ဘူးပါတယ်ခိုးမှုမရိမှုလူရက်မှုလူတက်မှုများသာတွေ့ခဲ့ရတယ်ဈေးကိုမီးနဲ့ရှို့သည်ဆိုသည်ကလေးဆိုတာကိုတော့ကြားပြီမကြားဘူးကဒီငတိကတော့10နှစ်နဲ့ဈေးကိုမီးရှို့သည်ငနဲ့ဒီမှာတော့ဟန်နုမလို့ဒီကောင်တွေကခေါ်ကြတယ်ကျွန်တော်နမယင်းကတော့ထက်မီပါနဲ့ဗျာဘာလို့ဟန်နုမလို့ခေါ်တာတော့အဲ့ဒါဟိန္ဒူဘာသာဝင်တွေရဲ့နဖျားတစ်ပါးနမင်းကွာသူတစ်ပါးယုံကြည်ရကိုဒီလိုမလုပ်ရဘူးအဲ့ဒါတော့သားတို့လည်းမသိပါဘူးဦးလေးအရင်လူတွေလည်းဒီလိုခေါ်သွားကြတာပဲဒါနဲ့ဦးလေးဟန်နုမစကားကြည့်ဘူးလားတိုင်းခုတ်ပြီးဘလူးပြည်ကိုမီးရှို့တာလေအမဲသူတို့နမီပေးထားကလည်းအကိုက်ခေကြတဲ့ကောင်တွေတော့မဟုတ်မင်းเจ้าငါ့ကိုပြောပြလေကွာစိတ်ဝင်စားလို့ဟုတ်ရပါတယ်ဒီမှာဆိုဦးလေးတိတ်ကြရမှာမဟုတ်ဘူးဟိုးဘက်အဆောင်ပတ်သွားမယ်မင်းဒီထဲကထွက်သွားလို့ကောင်းပါမလားရပါတယ်ကျွန်တော်တို့ကအဲ့လိုမကြက်သေးပါဘူးလွတ်လွတ်လပ်လပ်ပါပဲပြီးတော့ဦးလေးလည်းပါတာပဲကျွန်တော်တို့2ယောက်ပွဲရင်းတွေကအသားကလေးလက်ထောက်ခဲ့ကြတယ်ကျွန်တော်အမေကမွေးခဲ့တာဟုတ်တယ်ကျွန်တော်မှအမေပဲရှိတယ်လေအဖေဘယ်သူမှမသိဘူးစစ်တွေနာကရော်ရရမှာပါကျွန်တော်တို့ရွာမှာကလူမျိုးစုံတယ်ကျွန်တော်အမေကရွာမှာဘောက်လိုက်လောက်တာပါအမေကစယောဂရှိတယ်ကောင်းတစ်ချက်မကောင်းတစ်ချက်ပဲတခါစိတ်ဖောက်ရင်အိမ်မနေတော့ပဲရွာနီးချုပ်ဆက်တွေကိုရှောက်သွားနေတော့တာအမေမှာမိဘတွေဆွေမျိုးတွေရှိသလားမရှိသလားတခါမှကျွန်တော်မမေးမိဘူးရွာမှာတော့အမျိုးမရှိရသိထားတယ်အမေကအိမ်အောင်ကြာဘူးတယ်အဲ့ဒီအိမ်အောင်နဲ့꿰ပြီးစိတ်ဖောက်တော့တာပဲဟင်းကျွန်တော်မွေးတာကအမေယောက်ျားနဲ့꿰ပြီး4-5နှစ်နေမှမွေးတာပြောရမှလည်းရှက်ပါတယ်အမေစိတ်ဖောက်ချိန်မှာရွာနီးချုပ်ဆက်တွေကိုတလားလောက်ရှောက်သွားရင်းကနေကျွန်တော်ကိုဝင်ရလာတာပဲဒါလည်းနောက်ပိုင်းရွာတွေကလူတွေပြောမှကျွန်တော်သိရတာပါအမေပါကြီးတော့ရွာကပဲကျွန်တော်ကိုဝိုင်းမွေးပေးလိုက်တယ်ဒီတော့ကျွန်တော်အဖေဘယ်သူလဲကျွန်တော်နေမဟုတ်ဘူးအမေလည်းမသိဘူးဗျအဲ့ဒီအတွက်တတိတသက်ခန်းစားနေဖို့လည်းအချိန်မရှိပါဘူးဗျအခုဒီရောက်မှသာဗမာကားတွေပါကြည့်ပြီးအဲ့ဒီလိုခန်းစားကောင်မသိတာပါအချိန်မရှိဘူးဆိုတာကကျွန်တော်ကတီးတဆကလေးကကိုမငတ်အောင်မနေနေလာရတာလေတနေ့ကိုဘိုက်ကိုပြည့်အောင်ဘယ်လိုလုပ်ရမလဲပဲတွေးနေရတာအဲ့ဒီတော့ကကျွန်တော်အမြဲစားတယ်မစားတဲ့အချိန်ဆိုတာမရှိဘူးကျွန်တော်တိတတ်တဲ့အချိန်မှာအမေကအချိန်ကြီးတော်တော်ဆိုးနေပြီအိမ်မောင်မကတ်တော့တာကျွန်တော်လက်ကိုဆွဲပြီးရှောက်သွားနေတော့တာပဲရွာကြီးကအမိုက်ပုံနဲ့တွေ့ရကောက်စားကျွန်တော်ကိုလည်းကြွေပေါ့ကျွန်တော်မရှက်ပါဘူးရှက်တဲ့ဆိုတာဘာလဲကျွန်တော်မသိဘူးကျွန်တော်အတွက်ဘိုင်းဝါနေဖို့အရေးကြီးတာကိုတခါလဲရွာကလူတွေကကျွန်တော်နဲ့အမေအတွက်စားစရာတွေပေးကြပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒေသကလူတွေကဆင်းရဲကြတယ်လေကိုဝမ်းဝအောင်တော့မနှဲရှာဖို့ရုန်းကန်နေကြရတာစော့တာပေါ့ကလေးပဲကျွန်တော်ရွာထဲကကောင်တွေနဲ့စော့တာပဲဒါပေမဲ့သူတို့ကစော်ပြီးဘိုက်ဆိုင်အိမ်ပြန်တဲ့အခါအသင်စားဖို့ရှိတယ်ကျွန်တော်မှတော့မရှိဘူးအမေကလည်းသွားညင်ရသွားနေတာပြန်အိတ်ချင်မှလည်းအိတ်တယ်ကျွန်တော်ပဲတဲမှပြန်အိတ်ရတယ်အစကအမေကိုလိုက်ရှာသေးတယ်နောက်ပိုင်းတော့လိုက်မရှာတော့ဘူးသူလည်းပြန်လာခြင်းတဲ့အခါပြန်လာတယ်နောက်ပိုင်းကျွန်တော်စော့တဲ့နေရာတွေကဝဝေးလန်လန်မဟုတ်တော့ဘူးဈေးနာပဲဈေးဆိုတာကကျွန်တော်တို့စီမှာကပင်လယ်သားလို့ခေါ်တဲ့တန်ငါတွေရှိတယ်လေပင်လယ်ထွက်တဲ့ရောင်းဝယ်တဲ့ဈေးလေးပေါ့မြို့ပေါ်ဒိုင်းတွေစီပို့ကြတာလည်းရှိတယ်ဈေးကစီတော့အစားအသောက်တွေလည်းရှိတယ်ကျွန်တော်ကတော့တွေ့ရရှာသားတာပဲခိုင်းတာလည်းလုပ်ပေးပါတယ်ဒါပေမဲ့လူတွေကမကောင်းဘူးဗျတခါတေလောင်းအောင်လုပ်ပေးလဲနည်းနည်းပဲကြွေးကြတာကျွန်တော်ကိုဈေးကလေးလို့ခေါ်ကြတယ်ညီပုချေဆိုတာကလည်းအဲ့ဒီဈေးကပဲနမီဝိုင်းပေးလိုက်ကြတာပေါ့ဗျာဈေးဆိုတာတဲ့လူတွေလည်းနေကြတော့ရက်ကွက်တစ်ခုပါပဲခ
ခိုင်းတာလို့ကျွေးတာဆိုင်ကျွန်တော်ဈေးထဲမှာပဲကြီးရတယ်ကျွန်တော်မှအားလုံးကိုကြောက်ရပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်မှအားကိုးစရာလောက်လာတမားရီလို့မရှိဘူးလေဘလို့ပြောရမလဲကျွန်တော်အားလုံးကိုကြောက်ရကနေမကြောက်တော့တယ်လို့ဖြစ်လာတယ်ဒီလိုတော့စဉ်းစားမိတယ်တခါကကျွန်တော်ဈေးထဲမှာငချောက်ရိတ်တယ်ရတယ်မနိုင်တနိုင်နဲ့ဆိုတော့လူကြီးတယောက်နဲ့တိုက်မိပြီးလဲကြတယ်အဲ့ဒီလူကြီးကဈေးထဲကပါပဲသူဝယ်လာတဲ့ဖန်ကွက်လေးကွဲသွားတယ်ကျွန်တော်ဖိမိတာလေအဲ့ဝိတ်နဲ့ဖိမိတာဆိုတော့ကျွန်တော်လက်တွေကွဲကုန်တယ်သွေးတွေလည်းထွက်ဒါပေမဲ့ကျွန်တော်လက်ထက်လူကြီးရဲ့လက်ကပိုအရေးကြီးတယ်ဗျသူဒေါသထွက်သွားပြီးကျွန်တော်ကိုကျုံးကန်တာလက်ကဒဏ်ရာနဲ့နာရတဲ့အထက်သူကဘိုက်ကိုကန်တော့ကျွန်တော်မှအန်တိထားရတယ်သူက5-6ချက်လောက်စင့်ကန်တယ်ဖြစ်တဲ့နေရာကလည်းဈေးအနောက်ဘက်လူရှင်းတဲ့နေရာမှာဆိုတော့ဘယ်သူမှတော့မမြင်ကြဘူးသူကန်နေတဲ့အချိန်ကျွန်တော်လည်းနာလုံးတော့ထုံသွားပြီးမနာတော့ဘူးအဲ့ဒီလိုကြုံမှုကြလားအခုလဲကြာလာတော့ကျွန်တော်လူတွေကိုမကြောက်တော့ဘူးမကြောက်တော့လားအကြောက်လွန်နေတာလားတော့သေချာမသိတော့ပါဘူးအဲ့ဒီနေ့ကငချောက်တယ်မာကြီးကလည်းခေါင်းကိုခောက်သေးတယ်သူ့အိတ်ထဲကငချောက်တွေထွက်ကြကုန်လို့လေဒါပေမဲ့သူကထမင်းကျန်းနဲ့ဇီးထုတ်ထုတ်ပြီးလို့တော်ပါသေးတယ်ကျွန်တော်အိမ်ကိုပြေးတယ်အမေကအိမ်ပြန်ရောက်နေတယ်လေသူဘဲမှရှောင်မသွားတာကြာပြီကျမ်းမာရင်မကောင်းရမ်းပိန်သွားတယ်အိမ်ရောက်တော့မီးမွေးပြီးရေနွေးတယ်ပြီးတာနဲ့ဇီးထုတ်ကိုရေနွေးနဲ့ဖြော်ပြီးထမင်းပေါ်ဆန်းသားမိ2ယောက်စားကြတယ်ဒီလိုစားရတာကျွန်တော်တို့အတွက်ကံကောင်းတဲ့နေ့ပါပဲတခါတလေမုတ်ထုတ်တွေပဲရတတ်တာအမိုက်ပုံတွေကမြေပုံသီးခရမ်းကျင်သီးလေးပါလေးရရင်လေဟင်းဖြစ်ပါသေးတယ်ခတ်တာကထမင်းရှာရတာပဲကျွန်တော်ဘိုက်ကထမင်းစားရမှာဝါတာရက်ကွက်ကလူတွေကလည်းထမင်းကြမ်းလေးပါလေးပုံမှကျွန်တော်ကိုပေးကြတာလေဒါတော့သူတို့ခွေးတွေကျွေးမဲ့ဝေစုကရှိသေးတယ်ဗျဘဝမှာထမင်းကိုဝလင်းတစ်ခါလောက်စားဘူးလိုက်ရရင်ဇိမ်ပဲလို့ကျွန်တော်တွေးမိတယ်စိတ်ကူးရင်ရတယ်တရက်တော့စိတ်ကူးကတကယ်ဖြစ်လာတယ်ဗျကျွန်တော်တို့ရွာကိုမြို့ကတထေးတယောက်ကရှင်ပြုတ်လူဆိုလားလာလောက်တယ်ထမင်းကို3ရက်တိတိယုံထိုးပြီးကျွေးတာနော်ဟိုးဘက်ရွာတွေကပါထမင်းလာစားကြတာကြိတ်တိုးပဲကျွန်တော်လားဒီနေရာမှာရှိသမျှအားအကုန်ထုတ်သွင်းရတာပေါ့ဒီပွဲမှာမတိုးရင်ဘယ်အတိုးမလဲအထူအထောင်းခံအပိညက်ခံပြီးဝင်တိုးရတာပဲနဗန်တွေလည်းခဏအကျဉ်းခံရပါဗျာဒါပေမဲ့တန်ပါတယ်ထမင်းငချောက်ထောင်းပဲဟင်းကောင်းလိုက်တာမှအရင်ပဲထမင်းအိုဝါစားဖို့ရမယ်ဆိုတော့ကျွန်တော်အိမ်မှာတကယ်ဖြစ်လာတယ်ကျွန်တော်အိမ်ကိုမပြန်တာအလှလုံးတဲ့ဖုန်းကြောင်းပတ်လည်နဲ့ထမင်းစားအောင်နားမှာပဲဟိုခိုင်းဒီခိုင်းဆိုပြေးတာပဲပြီးရင်သူတို့ကျွေးတာလေးစားတာပဲထမင်းချိန်ဆိုထမင်းဝင်တိုးဆွဲပေါ့ညဘက်ကျဟင်းအိုးကြီးတွေချက်တဲ့ပြီးတောက်တူမရဘာခိုင်းမလဲတော့စောင့်တယ်ထမင်းလေးတစ်ခဲလောက်ရရင်ညသာလွေးတယ်အမေစီကိုတော့မပြန်နိုင်ဘူးဒီလိုနဲ့3ရက်မြောက်နေ့မှာအလူကြီးကပြီးသွားတယ်ရင်ထဲမှာဟာကြရစ်တယ်ရင်ထဲနေပဲဟုတ်မလဲဘိုက်တဲလဲဟာပြီးကြံရိတ်ခဲ့တာပေါ့ကျွန်တော်အရင်ဈေးထဲရှာဝေစားရတဲ့ဘဝကိုပြန်သွားရတော့မယ်ဘိုင်ဟောင်းလောင်းနဲ့သူတို့ခိုင်းတာတွေလုပ်ရတော့မယ်ဒီလိုအစင်သက်ထမင်းလေးစားရတဲ့ဘဝကိုကျွန်တော်အိမ်မက်ခဲ့တယ်အိမ်မက်ဆိုတဲ့အတိုင်းပဲခဏပါပဲလေအလူကြီးလာလောက်တာလဲကောင်းပါတယ်ကောင်းလဲကောင်းတယ်ကောင်းလဲမကောင်းဘူးဗျကောင်းတယ်ဆိုတာကကျွန်တော်ဘဝမှာထမင်းဝလင်းစားဘူးသွားတယ်မကောင်းတာကကျွန်တော်ထမင်းကိုကြိုက်သွားပြီဘိုက်ပြေးတဲ့အရာတာကိုတီးသွားပြီအရင်ကထက်နှစ်ဆတိုးပြီးစားတတ်လာပြီအကျင့်ပြတ်သွားပြီပေါ့ဗျာနောက်ကျွန်တော်ဒေါသတွေထွက်တတ်လာတယ်သူ့အဖေအမေနဲ့အတူထမင်းစားနေကြတဲ့ကျွန်တော်ရွယ်တူတွေတွေ့ရင်ဒေါသထွက်လာတယ်ဘာလို့လဲမသိဘူးငါကြမစားရဘူးဆိုတဲ့အတွေ့လေးပါမှထင်တယ်မနာလိုတာလားဘာလားတော့မသိတော့ဘူးဈေးထဲမှာကလည်းဘာလို့ထမင်းကရာခဲ့တယ်မုတ်လေးတွေငပြောသီးလေးတွေတော့ပဲပြီးကြတာကံကောင်းမှထမင်းကြီးလေးတစ်ခဲပေါ့တရက်တော့ကျွန်တော်ကိုရွာထဲကအဖွားသိန်းရဲ့သားကလာခေါ်တယ်ဗျသူ့အမေနေမကောင်းဘူးသူကစစ်တွေကိုအလုပ်ကိစ္စနဲ့2ရက်လောက်သွားမှာအဲ့ဒါသူ့အမေကိုကြည်ပေးခိုင်းတာလေးလုပ်ပေးပါပေါ့ကျွန်တော်ပျော်သွားတယ်အ ਨੇ ဆုံးတော့ထမင်းစားရပြီလေအမေကတော့နည်းနည်းနေကောင်းတာနဲ့ဘယ်လက်နေမှမသိပါဘူးမလစ်လေသူကကျွန်တော်ကိုဘယ်သူမှတော့တီးတော့တာမဟုတ်ဘူးတော်တော်အချင်းတွေကစိုးနေပြီကျွန်တော်လည်းအဖွားသိန်းစီသွားနေပြီတယ်2ရက်ပါပဲအဲ့ဒီမှာသူကကျွန်တော်ကိုထမင်းချက်ခိုင်းတယ်ထမင်းမချက်တော့သူကတင်ပြီးတယ်ကျွန်တော်ထမင်းချက်တတ်သွားပြီစံနဲ့ရေရှိရင်တိတ်မခတ်တဲ့ကိစ္စပဲ2ရက်လုံးထမင်းကိုဝစားလိုက်ရတယ်ဟင်းကလည်းဘူးညိုဟင်းညိုတွေငပိရီတွေနဲ့ရှယ်ပဲ2ရက်ပြည့်တော့ငရဲကြီးတဲ့ပြန်ဆင်းရပြန်ပြီဗျာဘိုက်ပြေဖို့ရှာရဖွေရလောက်ရကိုင်းရပြန်တယ်မုတ်ကျိုးလိမ်တစ်ခုလောက်နဲ့ပြီးသွားတာလည်းရှိပါတယ်ခတ်တာကကျွန်တော်မှထမင်းဆွဲတဲ့ယောဂဖြစ်နေပြီထမင်းစားခြင်းတယ်ထမင်းလေးစားလိုက်မှလူကအားရရှိသွားတယ်လို့နေရထိုင်ရကောင်းသွားတယ်လို့ပဲကျွန်တော်စံဝင်တိုင်းထမင်းကစားလို့ရပြီလေခတ်တာကကျွန်တော်ဘက်မှာကငွေကရှားတယ်
ငွေ900ထောင်လောက်ရဖို့ကိုလူကြီးတွေတောင်အသေးလဲလောက်ရတာကျွန်တော်လူခလေးကဘယ်နာသွားရှာရမလဲဗျာအဲ့ဒီလိုနဲ့စာလောင်ချင်းဆိုတဲ့ဟာကြီးနဲ့မွေးချင်းညီကိုဖွဲ့ပြီးနေရတယ်စိတ်ထဲမှာတော့ထမင်းလေးစားလိုက်ရရင်ကွာဆိုတာကြီးကအမြဲဖြစ်နေတယ်ဘိုက်ကလည်းတီးတဲ့အတိုင်းအားတိုင်းစာနေတာလေအဲ့ဒီပြဿနာကပဲကျွန်တော်ကိုဒီရောက်ပို့ဆောင်ပေးလိုက်တယ်ဒီရောက်လာတာဟာကျွန်တော်အတွက်ကောင်းတာပဲထမင်းဝါးဝါစားရတာ6နှစ်ရှိပြီလေပြောပါမယ်ဘယ်လိုဖြစ်သွားတာလဲဆိုတာကျွန်တော်ဈေးထဲရှောက်လက်နေစဉ်းစားမိတာတခုရှိလာတယ်ဆန်ရရင်ငါထမင်းချက်စားလို့ရပြီလို့တွေးမိတာပါဆန်ကိုဘယ်လိုကြံဖန်ရမလဲစဉ်းစားတယ်ဒါနဲ့ဆန်ရောင်းတဲ့ဆိုင်တွေဘက်ကရှောက်ကြည့်တယ်ကံကောင်းတာကကျွန်တော်ကိုတွေ့တော့ကုံစုံဆိုင်ကဒေါ်လာနုကြီးကကျွန်တော်ကိုလှမ်းခေါ်တယ်ဟဲ့ညီပူချေဆန်ခဏဆောင်ပေးထားစမ်းငါဤပါခြင်းလို့ကျွန်တော်သူ့ဆိုင်ရှိခုံတန်းလေးမှာထိုင်နေလိုက်တယ်ဒေါ်လာနုထွက်သွားတော့ကျွန်တော်မြင်လိုက်တာကဆန်တောင်းကြီးပဲဆန်တွေဖွေးနေတာပဲတကယ်ပိုက်ထဲကနေအတန်တော်မြည်တယ်မျက်စိတည်းလည်းထမင်းတွေမြင်လာတယ်ထမင်းမွှမွှအနံလေးပါရလာတယ်ဆန်ကျွန်တော်အကြာကြီးထိုင်စဉ်းစားတယ်ယူရင်ကောင်းမလားမယူရင်ကောင်းမလားဒေါ်လာနုစီကဆန်တောင်းကြည့်ရမလားဘယ်ပေးမလဲဆန်စည်းကဒီလောက်ကြီးတာသူပေးလဲသူ့ဆိုင်ကထညက်လေးတစ်လုံးနှလုံးဒါမှမဟုတ်မုတ်လေးတစ်ထုပ်ပေါ့ကျွန်တော်ဘေဘီကိုကြည့်လိုက်တယ်တစ်စေးလုံးသူ့အလုံးနဲ့သူဘေးမှာတွေ့တဲ့ပလတ်စတစ်အိတ်လေးနဲ့ဆန်တကောကျုံးထည့်ပြီးစွတ်ကြဲပိုက်တဲ့ထည့်ထားလိုက်တယ်ဟဲ့ဒါပါလောက်တာလေစောက်ကလေးတခိုးလေးငါဆန်တွေဘယ်အချိန်ပြန်ရောက်လာမှမသိတဲ့ဒေါ်လာနုအတန်ကြတော့ကျွန်တော်ဘာမှမသိတော့ဘူးဆန်တွေနဲ့ထမင်းချက်စားဖို့ပဲစိတ်ထဲရှိတော့တယ်အဲ့ဒါနဲ့ဈေးထဲကနေထွက်ပြီးအိမ်ကိုပြေးဖို့လုပ်တယ်နောက်ကနေဒေါ်လာနုနဲ့ဈေးထဲကလူတွေလိုက်လာကြတယ်ဘယ်လို့မလဲဗျာဈေးအထွတ်မှရင်ကျွန်တော်မှောက်လဲကြတယ်ဒေါ်လာနုကသူ့ဆန်ထုတ်ကိုအတင်းပြန်ဆွဲလူတယ်ကျွန်တော်ဘိုင်းနဲ့ဖိထားတယ်စပင်ဘုတ်ကိုဆွဲပြီးကျွန်တော်ကိုရိုက်တယ်ဇက်ပိုးတွေရောနရင်းတွေရောထူပူနေပြီလူကြီး3-4ယောက်ကျွန်တော်ကြောကိုဝိုင်းထုကြတယ်ဆဲလဲဆဲကြတယ်တခိုးလိုလဲအော်ကြတယ်ဒီလူတွေကျွန်တော်တစ်သလုံးသူတို့ကိုမိခိုလာခဲ့တာပါသူတို့ခိုင်းသမျှလဲလုပ်ပေးခဲ့ပါတယ်ကျွန်တော်ဘာမှမတောင်းဆိုဘူးပါဘူးတောင်းလဲမတောင်းဆိုရဲခဲ့ပါဘူးသူတို့ပေးတာကျွေးတာပဲစားခဲ့တာပါဒါပေမဲ့အခုကျွန်တော်စားကျင်လုံးလို့ပါအခုတော့ကျွန်တော်ကိုအညိုတကြီးနဲ့ဝိုင်းရကြတယ်ဝိုင်းခဲ့ကြတယ်နာလုံးလို့ဆန်တော့ကိုကျွန်တော်လှုပ်ပေးလိုက်တာတော့အရိုက်ကန်ကတော်တော်နဲ့ရင်မသွားကြဘူးနောက်ဆုံးကျွန်တော်ပဲကြံရတော့တယ်ဆဲဆိုပြီးသူတို့ထွက်သွားကြတယ်စံတချို့တစ်ဝက်ကမြေကြီးနဲ့ရော်ထွေးလို့ကျွန်တော်တယောက်တည်းတော်တော်ကြာငိုနေမိတယ်ဘိုက်လဲပူပူစားလာတယ်ကျွန်တော်ဘိုက်စားလေးခုနစံတော့ပြန်လူသွားတဲ့လူတွေကိုမုန်းနေပဲအထူးသဖြင့်ဒေါ်လာနုကြီးကိုမုန်းတယ်ကျွန်တော်မြေကြီးပေါ်လှိမ့်လိုက်ငိုလိုက်လုံးနေရကနေတတိထားမိတော့ညာမိုးချုပ်နေပြီဈေးသိမ်းသူတွေဘလို့သိမ်းသွားကြလဲမသိဘူးလဲနေတဲ့ကျွန်တော်ကိုထူပေးမဲ့သူလည်းမရှိဘူးဒဏ်ရာတွေကနာလာတယ်ဘိုက်တွေလည်းအောင်းလာတယ်ကျွန်တော်ကောင်းတယ်နောက်ထပ်အသည့်တစ်ခုဝင်လာတယ်ဈေးသိမ်းပြီဒေါ်လာနုကဈေးထဲမှာနေရမဟုတ်ဘူးရွာထဲနေတာသူ့ဆိုင်ကိုကျွန်တော်ကဝိုင်းခင်းပေးပြီးတော့ဘယ်လိုဝင်ရမလဲသိတယ်ဈေးထဲကတချို့အိမ်လေးတွေကရေနံစီမီးအိမ်လေးတွေထွန်းကြပြီတချို့လဲဆိုလာမီးနဲ့ကျွန်တော်ဈေးထဲကိုပြန်ဝင်လာခဲ့တယ်ဘယ်သူမှကျွန်တော်ကိုတတိမထားမိကြပါဘူးနေ့လေကသူတို့ရိုက်ခဲ့တဲ့တခိုးလေးတယောက်ကိုသူတို့စိတ်ထဲမရှိကြတော့ဘူးထင်ပါရဲ့ကျွန်တော်ရိုက်ခံရမယ့်အတူတူစံကိုရအောင်ပြန်ခိုးဖို့စဉ်းစားလိုက်တယ်3-4ရက်စာကိုခိုးပြမှာဒါမှ3-4ရက်လောက်ထမင်းလေးအေးအေးဆေးစားနေရမှာလေဒေါ်လာနုစံရှိရောက်တော့ကျွန်တော်အตาကလေးကတ်ဝင်လိုက်တယ်ထရံပေါက်ကလေးတွေကိုလက်ရှူပြီးတကားချက်တန်ခွင်ကိုဖွင့်လိုက်တယ်ပြီးတော့အောက်ကရှူပြီးဝင်လိုက်တယ်အထဲမှာအယမ်းမှောင်နေတယ်ကျိုးနဲ့ခြိထားတဲ့မီးကျစ်ကိုတိုက်မိလိုက်သေးတယ်စံမုံတွေတွေ့ပြီကျွန်တော်အိတ်တလုံးရှာပြီးစံတွေနိုင်လောက်ကျုံထည့်တယ်ထဲနေရင်ညနေကထူထောင်းခံရတဲ့နေရိုးတွေကအောက်လာတယ်စဉ်းစားကြည့်ရင်တကယ်လို့သူ့ဆန်တွေပြောင်းနေတာသာတည်သွားရင်ဒေါ်လာနုနဲ့ဈေးကလူတွေကကျွန်တော်အိမ်လိုက်လာကြမှာပဲကျွန်တော်ကိုထူးကြမှာပဲရိုက်ကြမှာပဲကျွန်တော်မခံနိုင်တော့ဘူးတေလောင်းနာမှာတည်တယ်ဒီတော့ဘာလို့ရမလဲသူ့ဆန်တွေပြောင်းနေတာမသိအောင်ဆိုင်းကိုလက်ဆဖြတ်ပြီးရင်မီးကျစ်လည်းရှိတယ်ရေနံစီပုံလည်းတွေ့ထားတယ်ဟုတ်တယ်မီးလောင်သွားတာဆိုဆန်တွေပြောင်းနေတာလည်းဘယ်သူမှမသိတော့ဘူးလေအဲ့ဒီအချိန်ကကျွန်တော်အဲ့ဒီလိုတွေးလိုက်မိတာပါပဲဒါနဲ့ဆိုင်ထဲကိုရေနံစီပုံကိုမှောက်ပြီးလောင်းချလိုက်တယ်ကျိုးချိထားတဲ့မီးကျစ်ကိုဖြုတ်တယ်ဆန်တော့ကိုလက်တစ်ဖက်ကဆွဲပြီးဆိုင်ကအောက်ကနေအသားလေးပြက်ရှုထွက်တယ်ထွက်ကနေမီးကျစ်ကိုကျမ်းမြေပေါ်ပစ်ချလိုက်တယ်ဟုံးကနေပဲကျွန်တော်စက်မကြည့်တော့ဘူးဆန်တော့ကိုယူပြီးအိမ်ကိုတန်းပြေးတော့တယ်အိမ်ရောက်မှဈေးပိုင်းဘက်လှက်ကြည့်တော့မီးတွေတထိုင်တောင်းနေတာမြင်ရတယ်ရွာကလူတွေအပြေးလွှားဈေးဘက်ထွက်လာကြတယ်ကျွန်တော်အိမ်ထဲမှာမီးမွေးပြီးထမင်းချက်ဖို့ပြင်တယ်မီးကတော်တော်လောင်လိုက်တယ်
ကျွန်တော်ထမင်းကြက်ပြီအငွေတစ်ထောင်းထောင်းနဲ့ဒီတိုင်းထန်စားပစ်ပြီးအိပ်ပစ်လိုက်တယ်စိန်ကြလိုက်တာမနဲ့လက်ကြရောကျွန်တော်တင်ပါကိုတရရောက်လာကန်နှုံးမှနိုးတော့တယ်ကျွန်တော်ဝိုင်းရမယ်တကယ်ဖြစ်နေတဲ့လူကိုကြီးလဲပါတယ်ဒါပေမဲ့ရဲကြီးတွေကတားထားပါတယ်ကျွန်တော်ကိုလက်ထိတ်ခတ်ပါတယ်ကျိုးပါတုတ်သေးတယ်ပြီးတော့ရဲစခန်းကိုခေါ်သွားကြတယ်ရွာကလူတွေရဲ့ဆဲသံတွေကလည်းကြားရပါတယ်ကျွန်တော်မရည်ရွယ်ပါဘူးဗျာအခုချိန်မှာမှားခဲ့တယ်ဆိုတာစဉ်းစားမိတော့တယ်ဒါပေမဲ့အခုအဲ့ဒါကြောင့်ပဲကျွန်တော်ထမင်းဝဝစားနေရပြီကဲဒီလောက်ပါပဲဦးလေးရအခုဒီမှာပြောနေပြီတွားလိုက်အောင်မယ်ဟိုမှာကျောင်းကြီးလာနေပြီကျွန်တော်လစ်မယ်ဦးလေးကျောင်းဝင်းအတွင်းပြစ်မှုကလေးတငယ်အဆောင်သုံးဆောင်နဲ့လေလွင့်ကလေးတငယ်အဆောင်သုံးဆောင်ကြနေခြံစည်းကိုခြားထားတယ်ဝန်ထမ်းဖွဲ့စည်းပုံမှာ49ရက်ဖြစ်တော့လဲ35ရက်ဖြစ်လေဘက်နေရသည့်အတွက်အဆောင်လိုများရှိတော့လဲလုံခြုံရေးအချိန်တွေနဲ့ဝန်ထမ်းအင်ရအရကလေးတငယ်များလူ90ဆန်အဆောင်တစ်ခုနဲ့လူ80လုံးထားရတယ်တင်တန်းကျောင်းတနေ့တာလုပ်ငန်းများအနေဖြင့်နနက်အိယာထကိုလက်တန့်စင်ခြင်းဖျားရှိကိုခြင်းနိုင်ငံတော်အလံအားလေးပြုခြင်းနတ်စာကျွေးမွေးခြင်းကျောင်းတွင်တန်ရှင်းရေးပြုလုပ်ခြင်းစာသင်ရန်စာသင်ကျောင်းသို့ထွက်ခွာခြင်းရည်ကြီးလိမ်မှသင်ကြားခြင်းဘဝနေထိုင်မှုပညာသင်ကြားခြင်းနေ့လည်စာကျွေးမွေးခြင်းအသက်မိုးဝဲကျောင်းပညာသင်ကြားခြင်းအားကစားခြင်းရေချိုးခြင်းညနေစာထမင်းစားခြင်းဖျားရှိကိုခြင်းအပန်းဖြေရုပ်မြင်သံကြားတည်ရှိခြင်းစာကြည့်ခြင်းအဲ့ချိန်ဟုနိုင်ရလိုက်သတ်မှတ်ပေးထားကြောင်းလဲကျောင်းအချိန်ကြာများရသိရှိရတယ်ယခုကညနေစာထမင်းစားခြင်းဖြစ်တယ်ကလေးတငယ်များအတွက်နိုင်ငံတော်မှတဦးလင်တရိတာစားစိတ်900ကျပ်ခန့်သာပေးတော်လဲပြင်ပအလူရှင်များ၏စေတနာဖြင့်ကောင်းမွန်စွာကျွေးမွေးနိုင်ခဲ့သည်ဟုသိရတယ်။ဗနက်စာထမင်းနှင့်ပဲပြုတ်နေ့လယ်စာထမင်းနှင့်ပဲဟင်းငချညနေစာထမင်းနှင့်အသားဟင်းတို့ဟာပုံမှန်ကျွေးမွေးလျက်ရှိတယ်။ပြစ်မှုကလေးငယ်များထားရှိရာအဆောင်ဘက်စီမှထမင်းစားရန်တန်းစီနေသည့်မြင်ကွင်းကိုကျွန်တော်ငေးကြည့်နေမိတယ်။ရှေ့ဆုံးမှတန်းစီနေသောအသက်9နှစ်အရွယ်ခန့်ကလေးငယ်၏လက်ထဲတွင်ကော်တနတ်အစုံလေးတစ်လက်ကိုကင်ထားသည်ကိုတွေ့ရတယ်။ဟန်နုမှသူ့ရောက်ကိုမီးရှို့ခဲ့စဉ်ကဒီရွယ်ဖြစ်ကောင်းဖြစ်မှုကျွန်တော်တွေးမိတယ်။မိတို့ပင်ဖြစ်စေကလေးသည်ကလေးသာဖြစ်သည်။ဒိုကလေးငယ်သည်ဘဝပေးလောကဓာတ်အရာမိသူသောပြမှုမျိုးကိုကျူးလွန်ခဲ့သည်ကိုကျွန်တော်မသိ။သို့တော့သူ့လက်ထဲကကစားစရာတနက်လေးကိုမျက်မျက်နှုံနှုံကင်ထားပုံမြင်ရသည်နှင့်ပဲ။သူ၏ဗာမျှနားမလည်သေးသည့်အစော့မတ်သောကလေးတယောက်တဘာဝကိုကျွန်တော်ခံမှန်းနိုင်ပြီဖြစ်သည်။ရွှေဘူဆောင်အမိပေးထားသောကလေးအဆောင်အတွင်းသို့ကျွန်တော်တို့ဝင်ကြည့်ကြတယ်။အဆောင်ရှောင်းလိုင်းတစ်ဖက်ချက်စီတွင်တသားကုတ်ပြများကိုထိုးထားသည်။ကုတ်ပြပေါ်တွင်တသက်ရရသိစီထားသောအိယာလေးများကတစီတန်းအချို့အိယာများအောက်တွင်တစုံတစပေါ်ထွက်နေသောမော်တော်ကားအယုတ်လေးများကော်တနက်လေးများလေယာဉ်များအယုတ်လေးများကိုတွေ့နေရတယ်။အဆောင်သီးသီးအပြင်ဘက်တွင်တော့ထမင်းစားတန်းစီနေကြသောကလေးငယ်အသီးသီးကိုတွေ့ရတယ်။ဟိုးတစ်ဖက်ဘောလုံးကွင်းထဲတွင်ဘောလုံးကန်နေသောကလေးငယ်များကအဆောင်ရှိတန်းစီကွင်းရှိရာသို့အပြေးကလေးလာနေကြတယ်။ကျွန်တော်တို့ဘေးမှဖြတ်သွားသောအခါအရှိန်ကိုလျှော့လိုက်ကြပြီးလက်ပိုက်ခေါင်းကလမ်းလျှောက်သွားကြတယ်။ပြစ်မှုကျူးလွန်ခဲ့သူများလမ်းဘေးတွင်လေလွင့်နေသူများပဲဖြစ်ခဲ့ပါသည်။သူတို့သည်ကလေးငယ်များသာဖြစ်သည်။ကဘာကြီးအေးချမ်းပါသည်။မြမပြည်ကြီးငြိမ်းချမ်းပါသည်။ကလေးများပျော်ရွှင်ပါသည်။ ထောင်သွင်းမှာပေါ်လူတို့ချင်းဆိုသည်ကဲဆိုကြည့်အောင်အားလုံး